iPhone မှာ battery ရဲဆိုတာတကယ်ရေးပါတယ်ဒါမှမဟုတ်ဘူးဆိုရင် percentage တစ်ခုကိုပဲကြည့်ပြီးစိုးရင်အောင်လုပ်တဲ့နံပါတ်တစ်ခုပဲလိုက်အားလုံးပဲမင်္ဂလာပါ Galaxy Mobile ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာတော့ iPhone ရွာတွေတော်တော်များများစိုးရင်နေကြတဲ့ battery ရဲကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဒီနောက်တည်ထားမှာက iPhone မှာ lithium battery ကိုသုံးထားတာဖြစ်တဲ့အတွက်အသုံးပြုတဲ့အချိန်ကြာလာတာနဲ့အမျှ battery ရဲကြီးကြာတယ်ဆိုတာပုံမှန်ပါပဲဒါပေမဲ့ usage habit ကောင်းကောင်းနဲ့ဆိုရင် battery ရဲကိုအချိန်ကြာထိန်းထားနိုင်မှာပဲဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့ကဖုန်းအရန်ပူမတန်အောင်သုံးတာပဲဖြစ်ပါတယ်ဥပမာဂိမ်းရန်ဆော့တာမျိုးတွေအာသွင်းချိုးထိုးပြီးတော့ဖုန်းသုံးတာမျိုးတွေကဒီချိန်မှာ battery health ကိုပို့ပြီးတော့ထိခိုက်နိုင်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ battery percent ကို0ထိကျအောင်သုံးတာပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်ဖုန်းအားကိုကျွန်တော်20ရာခိုင်နှုန်းလောက်ပဲသုံးပြီးတော့20ရောက်ကျလာပြီဆိုလို့ရှိရင်အာသွင်းထားလိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်တတိယအချက်ကရာခိုင်နှုန်းပြည့်နေတဲ့အချိန်မှာအာသွင်းချိုးပြုတ်ပဲအာသွင်းထားမယ်ဆိုလို့ရှိရင် battery health ကိုဒီချိန်မှာထိခိုက်နိုင်ပါတယ်ဒါကြောင့် iPhone မှာပါတဲ့ Optimize Battery Charging ဆိုတဲ့ feature ကိုဖွင့်ထားလိုက်မယ်ဆိုရင် battery ရဲကိုဒီချိန်မှာကောင်းကောင်းထိန်းထားနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့ original charger တွေကိုသုံးတာပဲဖြစ်ပါတယ်။ quality မကောင်းတဲ့ charger တွေကိုသုံးနေမယ်ဆိုလို့ရှိရင် battery ရဲကိုထိခိုက်နိုင်ပါတယ်။ဒီချက်လေးချက်ကိုလိုက်နာမယ်ဆိုလို့ရှိရင်ကိုဖုန်း battery ရဲကိုမထိခိုက်ဘဲနဲ့ရေရှည်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ